project မှာစတွေ့ခဲ့တယ်သူက senior ပေါ့ညီမက junior တော့နောက်မှရောက်တော့ပေါ့နော်ပြီးတော့အလုပ်တူလုပ်နေတယ်တယောက်နဲ့တယောက်ကြိုက်သွား25ရက်နေ့10လပိုင်း2025ခုနှစ်ရဲ့အပေါ်မှာကျွန်တော်တို့ဒီနေစိတ်ကြီးရဲ့အမိုးပေါ်မှာပေါ့အလုပ်တူလက်တက်လုံရင်းနဲ့ကျွန်တော်တို့ကိုဖွင့်ပြောလိုက်တယ်အဲအားစပြီးတော့ကျွန်တော်တို့ကြိုက်ခဲ့တာအခုဆိုရင်9နှစ်နဲ့9လကျော်သွားပြီပေါ့ကျွန်တော်တို့ကြိုက်ပြီးတော့တလားမပြည့်သေးတဲ့အချိန်မှာကျောင်းမျိုးကြောင့်နှစ်ယောက်ခွဲသွားရတယ်ပေါ့ညထိဖုန်းပြောတာကြီးပဲ4-5-6နာရီလောက်ကြာအောင်ထိညဘက်တင်အိမ်ပဲဖုန်းပြောပေးခဲ့ကြတယ်ပေါ့တယောက်အဲ့ဒီအချိန်မှာကျွန်တော်ပြတ်သွားမယ်တောင်ထင်ခဲ့တာပေါ့ဘယ်လောက်ခံစားရလဲလို့ပြောရင်ကျွန်တော်အလုံးမလုံးနိုင်တော့နေတိုင်းကျွန်တော်စိုက်တဲသွားနေပေမဲ့လည်းအကုန်လုံးကိုဘာမှမလုံးနိုင်တဲ့အခြေအနေမျိုးထိရောက်သွားတာပေါ့နေတိုင်းတွေးပြီးငိုနေမိတာတွေနောက်တစ်ခုကကျတော့တလုံးဆုံးရှုံးလိုက်ရပြီဆိုတော့ဖြစ်မလားဆိုတဲ့အတွေးတွေပေါ့အဲ့ဒီအတွေးတွေကကျွန်တော်တို့ခံစားရအခက်ဆုံးတဲ့အမတ်တရားအဖြစ်ဆုံးအထိုက်တန်တယ်နောက်ဆုံးအချိန်ကျရင်ကျွန်တော်ဘယ်လောက်တယူတန်ပေါ့ကျွန်တော်မပြစ်သွားပဲနဲ့ဖြစ်နေနေတဲ့သူ့ကိုလည်းကျေးဇူးအများကြီးတင်တယ်ပေါ့ခါကြရင်ကျွန်တော်အနေနဲ့အတ္တကြီးတယ်နဲ့တယူတန်တယ်ပေါ့ကျွန်တော်မှန်တယ်လို့ထင်ရင်ကျွန်တော်ကလည်းစွတ်တိုးတတ်တဲ့နေရာမှာပါတဲ့ခါကျတော့အဲ့လိုအချိန်မျိုးမှာသူကကျွန်တော်ကိုအရင်လမ်းမကျွံတော့နေရာတဲ့ဘေးကနေထိန်းချောင်းပြနေကြတာပေါ့ဒီတိုင်းလေးပဲဆက်ပြီးတော့ချစ်သွားရင်ရပါတယ်နှလုံးအတူတူကဖြစ်ပြီးတော့ပဲနေသွားကြမယ်ရန်ဖြစ်လဲခဏပဲပေါ့ကျွန်တော်တို့နှစ်ယောက်ရဲ့ထူးခြားချက်ကတော့ကျွန်တော်ရန်ဘလောက်ဖြစ်ဘလောက်ဖြစ်နေမပူးကျွန်တော်တို့ပြန်ပြီးတော့ဒီ9နှစ်ကျော်တဲ့အတိုင်အောင်နေကူအောင်စိတ်မကောက်ဘူးပေါ့အဲ့တော့အဲ့လိုမျိုးလေးပဲဆက်နေပေးပါလို့ရှေ့ဆက်မဲ့ခင်းပါပေါ့နော်သူ့ကိုပဲရုံးရကြ